အိမ်မွန်တင်ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေငယ်ရှင်းပြစေချင်တယ်နော်မွန်နဲ့ပမာနဲ့ပြိပခဖြစ်တဲ့ကိစ္စကျွန်တော်မပြောချင်တော့ဘာလို့လဲအကျိုးမရှိဘူးတနိုင်ငံထဲမှာနေပြီးတော့ပြိပခဖြစ်ရတာကျွန်တော်အကျိုးမရှိဘူးဒါကြောင့်မွန်နဲ့ပမာနဲ့ကြားမှာကျွန်တော်မပြောတော့ဘူးဒါပေမဲ့အိမ်မွန်တင်ပတ်သက်တဲ့ဗီဒီယိုဖိုင်နဲ့ပဲကျွန်တော်အနေငယ်လာပြီးတော့ရှင်းပြစေချင်တယ်အိမ်မွန်တင်ပေါ်ပြောတဲ့ဗီဒီယိုဖိုင်ပဲကနေစတယ်ဆိုရင် post ကနေစတယ်နော်အဲ့ဖို့မှာသူကရေးတင်ထားတယ်မြန်မာနိုင်ငံသားလားလို့သူကမေးပြီးတော့တချို့ကမိုးလူမျိုးကမွန်ပါလို့ဖြေလိုက်တယ်အဲ့ဒီ post လေးတစ်ခုကိုအိမ်မွန်တင်ဆွဲပြီးတော့ဒါအကျယ်ချဲတာနော်ကျွန်တော်တို့ပမာနဲ့မွန်နဲ့ကြားမှာပြိပခတွေဖြစ်အောင်နော်စိတ်အနှုတ်ရှက်တွေဖြစ်အောင်ဒါအကျယ်ချဲထားတာကျွန်တော်ပြောစေချင်တယ်အိမ်မွန်တင်ရှင်းပြတဲ့ဗီဒီယိုဖိုင်အားလုံးမိုးလူမျိုးအားလုံးအတွက်ထိတယ်စိတ်မသားမရဖြစ်ရတယ်တချို့ဇာတ်တဲ့မွန်တွေလေးရှိတယ်နော်ကျွန်တော်ပြောချင်တာကအိမ်မွန်တင်ရှင်းပြမှကျွန်တော်တို့နားလဲတာမဟုတ်ဘူးကျွန်တော်တို့နားလဲတယ်နော်စစ်စစ်နေရာမှာလည်းနိုင်ငံခြားသွားရင်ကျွန်တော်တို့မြန်မာလိုပဲဖြေရတာကျွန်တော်တို့နားလဲတယ်နော် nationality ဒီမှာလည်း passport မှာကျွန်တော်တို့ကာရတာမြန်မာပဲကျွန်တော်တို့ကာရကျွန်တော်တို့နားလဲတယ်တိုင်းရင်းသားအားလုံးကဒါလေးတို့ကျွန်တော်တို့သိတယ်နားလဲတယ်နော်တခုကျွန်တော်ပြောပြမယ်ရှင်းပြပေးမယ်ထိုင်းနိုင်ငံမှာအလုပ်လုပ်တယ်နော်ကြာနေပြီနိုင်ငံခြား foreigner နဲ့ကျွန်တော်တို့စကားပြောမယ်ကိုက survey ကောင်းတဲ့ခါကျတော့ where are you from bro yes I'm from Myanmar ကျွန်တော်တို့အဲ့လိုပဲဖြေတယ်နော် I'm from Myanmar နော်ဒါဆိုသူတို့နားလဲပဲသူဆိုနားမလဲဘူးဆို yeah I'm from Myanmar where's your country nearest Thailand ဒီလိုကျွန်တော်တို့ဖြေတယ်ပြောပြတယ်နိုင်ငံခြားတို့ဒီလိုပဲကျွန်တော်တို့ပြောတယ်တချို့ကျွန်တော်တို့နော်မြန်မာပြည်ကလာတဲ့အတော်လေးတွေနော်ဦးလေးတွေဆိုလို့ရှိရင်လေမြန်မာနိုင်ငံသားလားဟုတ်ကဲ့ကျွန်တော်ခါကြိုက်ကိုကမြန်မာနိုင်ငံသားဟုတ်ကဲ့မြန်မာနိုင်ငံသားခါကြိုက်ကျွန်တော်မွန်ပါလို့လေထွက်တယ်ဘာလို့ဆိုတော့ကိုကအတန်ဝဲတယ်စကားပြောမပြီးတဲ့အခါကျတော့လေအဲ့လိုမျိုးပြောတဲ့ခါကျတော့အဲ့ဒီကျွန်တော်ဟာမွန်ပါလို့ပြောတဲ့စကားလုံးတစ်ခုတည်းနဲ့ယူပြီးတော့ကျွန်တော်တို့အကျယ်ချဲတာကျွန်တော်မူလိုမျိုးတဲ့အတွက်နော်ဘလို့ဒီအကျယ်ချဲတော့မြန်မာနိုင်ငံသားမခံချင်နေဘူးဆိုလို့ရှိရင်မြန်မာ passport မကင်နဲ့နော်မြန်မာနိုင်ငံသားကနေစွတ်လို့အဲ့လိုမပြောနဲ့အဲ့လိုပြောမယ်ဆိုလို့ရှိရင်နော်ကျွန်တော်တို့ပြောလို့ရတယ်ဟာဒါဆိုရင်မြန်မာစာဘက်ကနေလာတယ်မုံကနေလာတယ်အဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရဒါအကျိုးမရှိဘူးပြိပခပြောတဲ့စကားလုံးတွေနော်ကပညာရှိပညာတတ်တယ်ဆိုလို့ရှိရင်စဉ်းစားကြည့်လို့ရတယ်ပြောတဲ့စကားလုံးအဲ့လိုမျိုးတောင်းနှုံးလို့မရဘူးနော်ကျွန်တော်တို့တိုင်းရင်းသားတွေဟုတ်တယ်နော်မြန်မာမခံချင်ဘူးဆိုလို့ရှိရင်မြန်မာ passport မကင်နဲ့မြန်မာနိုင်ငံသားကနေစွတ်လို့နော်အဲ့ဒီစကားလုံးဟာကျွန်တော်တို့ရဲ့တိုင်းရင်းသားအားလုံးကိုစော်ကားတယ်လို့မျိုးပဲကျွန်တော်ကခံစားရကျွန်တော်ဆိုလို့ရှိရင်လေ foreigner တွေမေးလို့ဆိုလို့ရှိရင်မြန်မာလိုပဲဖြေတယ်နော်အဲ့ဒါဆိုပြောတယ်လို့မျိုးဘယ်လိုလောက်မလဲမဟုတ်ဘူးပြောတဲ့စကားလုံးအားလုံးကမှန်နေတာလည်းမဟုတ်ဘူးနော်တေးသေးချာစဉ်းစားကြည့်အခုပြောတဲ့စကားလုံးတွေကပုံကိုရေးရပြောတာမဟုတ်ဘူးလူမျိုးထဲပြီးတော့ပြောတဲ့ခါကျတော့ကျွန်တော်တို့တော့မူလူမျိုးအားလုံးနဲ့သက်ဆိုင်တယ်နော်ဒါကြောင့်မွန်နဲ့ပမာနဲ့ပြိပခဖြစ်အောင်ရန်တိုက်တဲ့စကားလုံးတွေမပြောကြပါနဲ့တော့တော်တော့နော်ဒါကြောင့်ဒီကျွန်တော်ဟန်မွန်ပါလို့လေစကားတစ်လုံးလေးနဲ့ယူပြီးတော့အကျယ်ချဲတာတနိုင်ငံလုံးအားလုံးနော်လူမျိုးတချို့ကွဲပြားအောင်စိတ်တွေကွဲပြားအောင်မပြောကြပါနဲ့တော့ဘာမှအကျိုးမရှိဒါကကျွန်တော်တို့အားလုံးကနားလဲတယ်ရှင်းပြမှကျွန်တော်တို့ကနားလဲပြီးတော့အလုပ်လုပ်ရတာမဟုတ်ဘူးနော်ကျွန်တော်ပြောချင်တာကကျွန်တော်တို့မရှင်းပြတဲ့အလုပ်လုပ်တတ်တယ်ထိုင်းနိုင်ငံမှာအလုပ်လုပ်တယ်ကြာနေပါပြီနော်သိစီချင်းနဲ့ကိုပြောတဲ့စကားလုံးအားလုံးကနော်တယောက်တလူမျိုးနဲ့တလူမျိုးဘလောက်ထိစိတ်အနှုတ်ဆက်ဖြစ်ရတယ်လဲဆိုရင်ပြန်စဉ်းစားကြည့်လို့ရတယ်နော်လူမျိုးပြိပခဖြစ်အောင်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်မြန်မာပြည်မှာကျွန်တော်တို့ဥပဒေနဲ့မကင်းဘူးဥပဒေအရေးယူလို့ရတယ်ကျွန်တော်တို့မူလူမျိုးဦးလေးတယောက်ကပြောထားတာဥပဒေနဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြောတာကျွန်တော်တို့နားထောင်ကြည့်ပါတိုင်းရင်းသားချင်းချင်းစီလုံးညမှုပြိုကွဲစေတဲ့အပြုတ်မှုမျိုးတိုင်းရင်းသားချင်းချင်းမုန်းတီးအောင်ဖြစ်ပေါ်စေတဲ့အပြုမှုမျိုးနော်ရေးသားမျိုးပြောဆိုမျိုးအဲ့ဒါမျိုးတွေကိုကျွန်တော်တို့ကဘာလို့ဆိုတော့တိုင်းပြည်အတွက်အကျိုးမရှိဘူးတိုင်းပြည်ရဲ့တိုင်းရင်းသားစီလုံးညမှုရှိအောင်တိုင်းရင်းသားစီလုံးညရေးရှိအောင်ဆိုပြီးတော့ကျွန်တော်တို့ပထမလွှတ်တော်အစိုးရနဲ့ပြောမဆိုအဲ့ဒီချိန်တော့ကဦးသိန်းစိန်အစိုးရနော်ပထမလွှတ်တော်မှာကျွန်တော်တို့အချိန်အများကြီးယူပြီးတော့တိုင်းရင်းသားလူမျိုးများဤအခွင့်အရေးကိုကာကွယ်စောင့်ရှောက်သည့်ဥပဒေအင်္ဂလိပ်လိုပြောရင်အင်္ဂလိပ်လိုရေးထားတာကဘာဆိုတော့ the ethnic rights protection law ဆိုတဲ့ဥပဒေကိုပြည်ထောင်စုလွှတ်တော်ကနေနော်ဥပဒေပြုခဲ့တယ်အဲ့ဒီဥပဒေတခုရဖို့အတွက်ဥပဒေကဒီမှာနော်
သေးသေးလေးပဲဒီဥပဒေစာအုပ်ကြည့်လိုက်တာသေးသေးလေးပဲဒါပေမဲ့ဒါကို3နှစ်လောက်3နှစ်ကျော်လောက်နော်လွှတ်တော်မှာလွှတ်တော်စီဝေးတစ်ခါပြီးတစ်ခါအမျိုးသားလွှတ်တော်မှာဆွေးနွေးပြည်တော်စုလွှတ်ပြည်သူလွှတ်တော်မှာဆွေးနွေးတင်ပြပြည်သူလွှတ်တော်ကနေပြီးတော့ပြည်တော်စုလွှတ်တော်ကိုတင်ပြအဲ့ဒီလိုမတင်ပြခင်မှာပညာရှင်ဘောင်းဆောင်ကိုဖိတ်ပြီးတော့နော်တစ်ခါပြီးတစ်ခါလွှတ်တော်ခမ်းမမှာကျွန်တော်တို့ဆွေးနွေးခဲ့တယ်ဆွေးနွေးပြီးတော့မှဒီဥပဒေကိုပြုတ်ခဲ့တယ်အဲ့ဒီဥပဒေထဲမှာဘာတယ်ဆိုတော့တိုင်းရင်းသားစီးလုံးညီညွတ်မှုမပြိုကွဲဖို့အတွက်တိုင်းရင်းသားပြည်တော်စုမှာတိုင်းရင်းသားဘောင်းဆောင်စီးလုံးညီညွတ်ဖို့အတွက်ရည်ရွယ်ပြီးတော့ဒီဥပဒေကိုပြုတ်ခဲ့တယ်နော်အဲ့ဒီဥပဒေမှာဘာပါလဲဆိုတော့ကျွန်တော်အနည်းငယ်တင်ပြချင်တာကဘာလဲဆိုတော့ပုံမှန်နော်ပုံမှန်ဒီဥပဒေကိုကျွန်တော်တို့ဥပဒေကိုနော်ဘယ်ခုနှစ်မှာဖြစ်ခဲ့လဲဆိုတော့ပြောပြမဆိုရင်2015ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့မှာဥပဒေကိုအတည်ပြုပေးခဲ့ရတယ်နောက်ပြီးတော့နီးဥပဒေနော်ဒီဥပဒေကိုအသုံးချဖို့အတွက်နီးဥပဒေကိုဒီ NLD ဒုတိယလွှတ်တော်နော်မှာဒုတိယကြိမ်လွှတ်တော် NLD အစိုးရအနေနဲ့ NLD အစိုးရလက်ထက်မှာနော်အဲ့ဒါနီးဥပဒေကိုထုတ်ခဲ့တယ်အဲ့ဒီနီးဥပဒေကတော့ဘာလဲဆိုတော့2019ခုနှစ်ဩဂုတ်လ18ရက်နေ့23ရက်နေ့29ရက်နေ့မှာပြဋ္ဌာန်းဒီနီးဥပဒေကိုပြဋ္ဌာန်းခဲ့တယ်အဲ့တော့ဒီဥပဒေဟာအစိုးရ20လွှတ်တော်2ခုနော်ကြားအောင်ဒါလုပ်ခဲ့တဲ့ဥပဒေအဲ့ဒီဥပဒေမှာဘာပါလဲဆိုတော့အဓိကဒါကျွန်တော်တို့တိုင်းရင်းသားစီလုံးညီညွတ်မှုအတွက်တိုင်းရင်းသားသွေးမကွဲဖို့အတွက်နော်ကျွန်တော်တို့ပုံမှန်24မှာဗာထည့်ထားလဲဆိုတော့ဒါပြဋ္ဌာန်းထားတာနော်ဒါပြဋ္ဌာန်းထားတယ်နော်ပြည်သူတွေအတွက်အကျိုးသက်ရောက်မှုရှိတယ်မြည်သူမြတိုင်းရင်းသားဒါပုံမှန်24နော်မြည်သူမြတိုင်းရင်းသားလူမျိုးအချင်းချင်းမုံတီးခြင်းရံမှုခြင်းစိတ်ဝမ်းကွဲပြားခြင်းစိတ်ဝမ်းကွဲခြင်းတမျိုးမျိုးကိုဖြစ်ပေါ်စေရန်ရည်ရွယ်သောသို့မဟုတ်ပေါ်ပေါက်လာရန်အကြောင်းရှိသောမရည်ရွယ်ဘဲနဲ့လောက်တဲ့အကြောင်းရှိသောပေါ်ပေါက်လာတဲ့အကြောင်းရှိသောအပြုအမူများကိုမပြုလုပ်ရဆိုတဲ့ဥပဒေကိုပြဋ္ဌာန်းတာကျွန်တော်ပြန်ဖတ်ပြမယ်မြည်သူမြပုံမှန်24မြည်သူမြတိုင်းရင်းသားလူမျိုးအချင်းချင်းမုံတီးခြင်းရံမှုခြင်းစိတ်ဝမ်းကွဲခြင်းတမျိုးမျိုးကိုဖြစ်ပေါ်စေရန်ရည်ရွယ်သောသို့မဟုတ်ပေါ်ပေါက်လာရန်အကြောင်းရှိသောအပြုအမူများကိုမပြုလုပ်ရနော်အဲ့ဒီဥပဒေကအဲ့ဒီလိုလုပ်ခဲ့ရင်အဲ့ဒီဥပဒေကိုအဲ့ဒီပုံမှန်24ကိုဖောက်ဖျက်ခဲ့ရင်ပုံမှန်29ကဘယ်လိုအရေးယူမလဲဆိုတာပြဋ္ဌာန်းခဲ့တယ်နော်ပုံမှန်29မှာမြည်သူမဆိုပုံမှန်24ပါတားမြစ်ချက်များကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင်ထိုသူကို2နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေကျပ်2သိန်းထက်မပိုသောငွေဒဏ်ဖြစ်စေဒါ2ရက်စလုံးဖြစ်စေချမှတ်ရမည်တဲ့အဲ့လိုပါရှိโอเคပါเนาะဒါဒီယိုလေးပြောသလိုမျိုးပါပဲကျွန်တော်လူမျိုးတစ်မျိုးကြားမှာပြိပခဖြစ်အောင်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်မြန်မာပြည်မှာကျွန်တော်တို့ဒါအရေးယူလို့ရတယ်เนาะဥပဒေနဲ့မကင်းပါဘူးဒါအတော်ပြောရတဲ့စကားလုံးအားလုံးကလည်းမှန်နေတာမဟုတ်ပါဘူးเนาะအကျိုးမရှိတဲ့စကားလုံးတွေကိုကျွန်တော်တို့မပြောကြတာအကောင်းဆုံးပါပဲအေးကျွန်တော်တို့ကိုယ့်လူမျိုးကိုချစ်တယ်လို့မျိုးတခြားလူမျိုးကိုလည်းကျွန်တော်တို့ respect ထားတတ်ရမယ်เนาะပြောချင်တာကအေးဗမာတိုင်းသားဗမာပြောရင်လည်းပြောပါစေနော်ဒါကချင်တိုင်းသားတွေသူပြောရင်လည်းသူပြောပါစေနော်ရခိုင်တိုင်းသားသူပြောရင်လည်းပြောပါစေမွန်တိုင်းသားသူပြောရင်လည်းပြောပါစေပါကျွန်တော်တို့နားလည်ပေးပါခင်ဗျာနော်ဘာလို့လဲတဲ့နော်မြန်မာနိုင်ငံသားတွေအားလုံးဖြစ်ကြပါတယ်တကယ်လို့နော်နိုင်ငံသားလာတယ်မေးမယ်ဆိုရင်ကျွန်တော်တို့နော်ဒါမြန်မာလိုပဲအားလုံးအဖြေကြပါတယ်နော်ဒါကြောင့်ကျွန်တော်တို့တွေ line ပေါ်မှာနော်ဘယ်အကြောင်းအရာမဆိုဝေဖန်လို့ရတယ်ဒါပေမဲ့လူမျိုးနဲ့ဘာသာကိုကျွန်တော်တို့ဝေဖန်မယ်ဆိုရင်ဘယ်သူမှမကြိုက်ချင်ကြဘူးဟုတ်ကဲ့ကျွန်တော်နာမည် Mr. ဟောင်းစာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ပြီးတော့ why ပြီးတော့ share ပေးကြပါခင်ဗျာကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်